City Bus ရန်ကုန်အိမ်ချမ်းမြေကျိုးဆောင်ကုမ္ပဏီကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ဗီဒီယိုလေး blog ရိုက်ပေးမဲ့ channel လေးကတော့ကျွန်တော်နောက်မှာရှိနေတဲ့ channel လေးဒီ channel လေးကဘယ်မှာရှိနေတာလဲဘယ်လိုတွေကောင်းတာလဲရှည်တင်တာလားရေမဝတ်တာလားပြီးအင်ဂျင်ကိုစောက်လို့ရမယ့်နေရာတွေလားဆိုတော့ကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်ဟုတ်ပါတယ်ကျွန်တော်နောက်မှာရောက်နေတဲ့ channel လေးကတော့မြောက်တကုံမျိုးနဲ့31ရက်ကွက်ကျွန်တော်ဘရင်းအောင်လမ်းမကြီးကိုတဲပေါက်တယ်ကျွန်တော်တခင်ပါစိန်လမ်းမကြီးကကြော့ကက်တဲပေါက်တယ်ခင်ဗျပြီးရင်ကျွန်တော်စစ်တောင်းလမ်းမကြီး3ကိုတဲပေါက်တဲ့ channel လေးခင်ဗျဆိုတော့ဒီ channel လေးကပေအကျယ်ကကျွန်တော်တို့ပေ40နဲ့ပေ60မှာရှိနေတယ် grant အမည်ပေါက်လေးခင်ဗျဒီဟာလေးကိုတော့ကျွန်တော်ဈေးနှုန်းလေးပြီးမှတစ်ချက်ပြောပြပေးမယ်ဒါနဲ့အတူကျွန်တော်တို့ပေအကျယ်ဝယ်ခြင်းနဲ့ဆိုလို့ရှိရင်လေဟိုဘက်ကတောင်းကွက်လေးကျွန်တော်တစ်ခါလိုက်ပြပေးမယ်နော်ဟုတ်ဒီ channel လေးခင်ဗျပြောမယ်ဆိုလို့ရှိရင်သူကတကွက်ချင်းစီလည်းရောင်းတယ်လို့ပေ60ပေ80နှစ်ကွက်တွဲလုံး40 60နှစ်ကွက်တွဲလုံးလိုဝယ်ခြင်းနဲ့ဆိုလို့ရှိရင်လေဝယ်လို့ရပါတယ်နှစ်ကွက်လုံးကတော့ gram အမည်ပေါက်ဖြစ်တယ်ခုနကကျွန်တော်ပြောတဲ့ဘင်းအောင်လမ်းမကြီးစစ်တောင်းလမ်းမကြီးဒီဒေါင်းကွက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကသခင်ပါစိန်လမ်းမကြီးကိုဒဲပေါက်တယ်လို့သခင်ပါစိန်လမ်းမကြီးကြော်သွားရင်လည်းကျွန်တော်ပင်လုံလမ်းမကြီးကိုလည်းဒဲပြန်ပေါက်တဲ့အကွက်ကလေးခင်ဗျသူကတော့ပေ40ပေ60 gram အမည်ပေါက်ခင်ဗျဆိုတော့ဒေါင်းကွက်လေးဖြစ်တော့အင်ကြီးကောင်စောက်မလားကျွန်တော်တို့သွားရေးလာရေးလည်းအဆင်ပြေတယ်ပြီးတော့စားဆန်လည်းအရှုပ်ရှင်းကင်းတယ်လမ်းမကြီးနဲ့ဝင်ထွက်မှဆိုလို့အရန်နီးတာဖြစ်တဲ့အတွက်ကိုဒီဒေါင်းကွက်လေးကတော့လူကြီးမင်းတို့ရှာနေရတဲ့ကိုက်နေတယ်ဆိုလို့ရှင်တော့စီယန်လေးတာအမြန်ကိုင်းပြီးတော့ပြေးလာခဲ့เนาะအမြန်လေးတဲ့ရောင်းချပေးမှာဖြစ်ပါတယ်ပိုင်ရှင်ခရံအမီပေါက်ကိုယ်တိုင်းလေးဖြစ်ပါတယ်ခင်ဗျဈေးနှုန်းလေးကတော့ကျွန်တော်တို့ဒီဘက်ဒေါင်းကွက်လေးကိုဝယ်ယူခြင်းနဲ့ဆိုလို့ရှင်เนาะဒီဘက်ဒေါင်းကွက်ရဲ့ဈေးနှုန်းလေးကကျွန်တော်တို့ဈေးနှုန်း1000ခွဲခေါ်ထားပါတယ်ခင်ဗျညီနိုင်လေးရှိပါအောင်မယ်ခုနကကျွန်တော်ပြပြသွားတဲ့ဂုတ်ကွက်ကလေးပေါ့เนาะအလားတူ40 60နှစ်ကွက်တွဲမှာဂုတ်ကွက်ကလေးဝယ်ခြင်းနဲ့ဆိုလို့ရှင်เนาะသူက40 60ကိုမှကျွန်တော်တို့ဈေးနှုန်းက14000ခင်ဗျနှစ်ကွက်လုံးက grant အမီပေါက်တွေပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အင်ဂျီကောင်စောက်ဖို့အတွက်ရည်ရွယ်ထားတဲ့လူတွေအတွက်ဆိုလို့ရှိရင်တော့လူကြီးမင်းတို့ကဒီ channel လေးကိုမဖြစ်မနေလာဟုတ်ကြည့်ရှုဖို့အတွက်ကိုကျွန်တော်ဘက်ကနေဖိတ်ခေါ်ပေးပါတယ်ခင်ဗျာအဲ့တော့ဒီနှစ် channel လုံးပဲဝယ်တစ် channel ပဲဝယ်လူကြီးမင်းတို့စိတ်ကြိုက်အိမ်စောက်လို့ရမယ် channel လေးနှစ် channel ရှိပါတယ်ခင်ဗျာအဲ့တော့ဒီ channel လေးကိုရောင်းချပေးမှာဖြစ်ပါတယ်ကျေးဇူးများပဲတင်ပါတယ်ခင်ဗျာ